ဒီဗီဒီယိုမှာတော့ရန်ကုန်မြို့တွေကိုကျွန်တော်ရဲ့အရင်အနေ့အတိုင်းတင်သွားမှာဖြစ်ပါတယ်မေသားမျိုးရဲဆက်သွားလိုက်အောင်မယ်တားရေနေပူရထီယူသွားအောင်လေအော်ဒီကောင်လေးကတော့ကျွန်တော်ဒီနေ့တော့မစီးရကြရေးဖြစ်တဲ့ 1PS နဲ့သွားမှာဖြစ်ပါတယ်ကားကတော့400ဖြစ်သွားပြီမဲ့ကျန်တာတွေအားလုံးကတော့ပုံမှန်ပါပဲကျွန်တော်မျိုးရောရောက်တော့စာအုပ်တန်းလေးရှိရဲ့38လမ်းကိုပဲအရင်သွားခဲ့ပါတယ်ဒီမှာတော့စာအုပ်အဟောင်းတွေရှာရတာကိုကျွန်တော်ကြိုက်ပါတယ်ဒီလမ်းနဲ့ပဲအုံစောဆိုတဲ့စာအုပ်ဆိုင်တွေကိုကျွန်တော်ရောက်ခဲ့ပါတယ်ဒီဆိုင်ကတော့ဘာလို့အမြဲလာချက်ပြတဲ့ဆိုင်လေးပါစာအုပ်တွေစုံပြီးတော့ကေတင်နဲ့ကေဟောင်းစာအုပ်တွေအကုန်ရပါတယ်စာအုပ်လေးရပြီဆိုတော့ဘိုးရုပ်စည်းဘက်ကိုလမ်းလျှောက်ခဲ့ပါတယ်မျိုးတွေကတော့အရင်တိုင်းပါပဲစာအုပ်တွေရှိမယ်လမ်းလျှောက်ရင်ဝေးလို့ဝေးမှန်သတိမထားမိလောက်အောင်ကြည့်ကြရတယ်ပေါ်ပါတယ်ဘိုးရုပ်စည်းမှာတော့ကျွန်တော်ရိုက်တဲ့ရှမ်းခေါ်ဆိုတွေဝင်စားပါတယ်ဒီမှာတော့အသေးစိမ်လေးတွေ့ခဲ့လို့ Oppo Reno 15နဲ့တူထပ်ပုံလေးရိုက်ခဲ့ပါတယ်ကျွန်တော်နေ့လယ်ပိုင်းတော့လူဝိဆိုင်လေးထိုင်ပြပါတယ်ရန်ကုန်မြို့ရဲ့အခြားလမ်းဝိဆိုင်လေးပါဒီဆောင်ရပေါင်းဦးကျော်ကျော်နဲ့ကော်ဖီကတော့လူငယ်တဲ့နှစ်ကလက်ရလေးအတိုင်းပါပဲကျွန်တော်ညနေပိုင်းတော့မြို့ရဲလမ်းတွေကိုချက်ပြပါတယ်အရင်တော့လိုပဲဘာမှအပြောင်းလဲတဲ့ရန်ကုန်မြို့ရဲလမ်းတွေကိုကျွန်တော်သတိရနေရပါအချို့နေရာတွေမှာတော့ Oppo Reno 15ရဲ့ 3.5 Daily Lens နဲ့အတူကျွန်တော်ဓာတ်ပုံလေးရိုက်ခဲ့ပါသေးတယ်ကျွန်တော်ဒီလိုနဲ့ပဲလွတ်လပ်ရေးပန်းချဘက်ကိုလက်မြန်လျှောက်ခဲ့ပါတယ်ဒီနေရာလေးကမြို့ရဲ့အထင်ကြီးအဆောင်တွေကိုမြင်ရတဲ့နေရာမို့လို့ကျွန်တော်အရင်ကဆိုခဏခဏရောက်လို့ရှိပါတယ်ဒီမှာခဏနားရင်းနဲ့ပဲဖုန်းနဲ့ဓာတ်ပုံလေးထုတ်ရိုက်ခဲ့ပါတယ်ဖုန်းလေးရိုက်တဲ့အခါမှာလည်းဖုန်းမှာပါတဲ့ lens တွေကိုအမျိုးစုံစမ်းရကြည့်တာအမြင်တွေကိုပြောင်းလဲစေပါတယ်wise နဲ့ရိုက်ပြီးတော့ 3.5x နဲ့လည်းရိုက်ကြည့်ခဲ့ပါတယ်ကျွန်တော်မျိုးထဲမှာအကြိုက်ဆုံးကတော့ညနေခင်းလေးပါအရင်ကဆိုရုံးစိမ့်နေကျွန်တော်တိမ်ဖြူကနေစုလူထီကိုလမ်းလျှောက်လေးရှိပါတယ်ဒီညနေတော့စိတ်ထဲကလည်းထိုင်နေရဆိုင်လေးကိုပဲသွားခဲ့ပါတယ်ကျွန်တော်လက်ပေးမှာပေါ်စင်းရတာကိုပို့ပြီးကြိုက်ပါတယ်ညနေပိုင်းမိုးလေးချုပ်လိုက်ပြီဆိုတော့ပြန်ဖို့အတွက်လမ်းလျှောက်ခဲ့ပါတယ်ညာဘက်တော့အားလုံးအိမ်ပြန်ဖို့အတွက်ကားတွေစောင့်နေကြတယ်ဈေးတွေချို့ကလည်းသိမ်းနေကြပါပြီကျွန်တော်လည်း36ကားကိုစီးပြီးတော့အိမ်ကိုပဲပြန်လာခဲ့လိုက်ပါတယ်ကျွန်တော်ညရဲဆိုရင်တရှင်းလေးနားထောင်ပြီးလုပ်စရာရှိတာလေးလုပ်ပါတယ်ဒီနေ့တော့ရိုက်လာတဲ့ပုံလေးပြန်ကြည့်ပါတယ်ကျွန်တော်မနေ့ကအားပြည့်သွင်းလာတာအခုညနေထိလည်းတော်တော်လေးကြံသေးရမို့လို့ Oppo Reno 15က follow လုပ်မဲ့လူတွေအတွက်အဆင်ပြေစေတဲ့ဖုန်းလေးပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးလေးကြည့်ရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်